ဒီမှတ်ဉာဏ်တွေကိုဖွင့်လှစ်နိုင်တဲ့မိမိဟာစစ်မှန်တဲ့ဉာဏ်ပညာစွမ်းအားကိုချိတ်ဆက်မိစေတဲ့ Ancestor Healing လုပ်တယ်ဆိုတာသိဆုံးပြီးတော့ပြီဖြစ်တဲ့ကိုယ့်ရဲ့ဘိုးဘေးဗီဒီယိုတွေကိုပြန်လည်ဖိတ်ခေါ်ပြီးပူဇော်ခွင့်တောင်းပန်တာမျိုးမဟုတ်ပါဘူး Ancestor Healing ဆိုတာမိမိရဲ့ DNA nervous system ထဲမှာရှိနေတဲ့ဘိုးဘေးတွေရဲ့တတ်သိခွင့်အားဉာဏ်ပညာတွေကိုဖွင့်လှစ်တာပဲဖြစ်ပါတယ်Healing ရဲ့သဘောကမိမိမလိုချင်တဲ့အရာတွေမကောင်းတဲ့အရာတွေကိုမိမိဘဝထဲကအပိတိုင်ပြောက်သွားအောင်လှုပ်ဆောင်တာမျိုးမဟုတ်ပါဘူး။ဥပမာတစ်ခုမြင်အောင်ကြည့်ပါ။ရေခွက်တစ်ခွက်ထဲကိုစားတဆုပ်ထည့်လိုက်ရင်ရေခွက်ထဲမှာရေတွေဟာငံသွားမယ်။အင်မတန်ကျယ်ပြန့်တဲ့မြစ်ထဲကိုစားတဆုပ်ထည့်လိုက်မှဆိုရင်မြစ်ကြီးတစ်စင်းလုံးငံသွားလိုက်မလား။ Healing လုပ်တယ်ဆိုတာကိုယ့်ရဲ့စိတ်ပင်လယ်ကိုစစ်စစ်စီးကိုကျယ်ပြန့်စေလိုက်တာပါ။ကိုယ့်ရဲ့နှလုံးသား heart chakra ကိုကြီးမားစေလိုက်တာပါပဲကိုယ့်ရဲ့ DNA cell တွေနဲ့ nervous system အာရုံကြောစနစ်ကြီးကိုလဲကြတိုင်းပြန်ထနိုင်တဲ့ကြက်ခိုင်တမာတဲ့ resilient power ပေးလိုက်တာပဲကိုယ့်ရဲ့စိတ်နှလုံးသားလေးကသိသိနေပြီးကိုဟာပူစားခြင်းတွေကိုလှုပ်ဆောင်နေရင်လည်းဘာမှမထူးတဲ့အပြင်ဒီ negative energy တွေဟာပိုပြီးကြီးမားလာနိုင်တယ်မိမိရဲ့နှလုံးသားနဲ့စိတ်ဟာကြီးမားကျယ်ပြန့်တဲ့အခါဒဏ်ရာတွေကတိတ်ငယ်တဲ့ချစ်ရာလေးတွေလိုပဲဖြစ်သွားပါလိမ့်မယ်။ Ancestor Healing လုပ်တဲ့အခါမှာဒီလိုပါပဲမိမိရဲ့ဘိုးဘေးဘီနေရဲ့စိတ်ဒဏ်ရာတွေကိုအာယုံစိုက်ကအသင့်လွတ်ချပြီးစူးစမ်းတဲ့အခါသူတို့ရဲ့မပြီးပြတ်ခဲ့တဲ့တာဝန်တွေနဲ့နာကျင်မှုတွေကပုံမထင်ရှားလာတယ်။သူတို့ရဲ့တတ်သိခွန်အားတွေလဲကြတိုင်းမှာအကျဉ်းချင်းခါကပြန်ထနိုင်ရဲ့ resilient power အတွေ့သိခံနိုင်မှုစွမ်းအားတွေရှင်သန်နေထိုင်ခဲ့တဲ့ဘဝရဲ့အတွေ့အကြုံဉာဏ်ပညာတွေကိုကျေးဇူးတင်လိုက်ပါအတိမတ်ပြုလိုက်ပါညစ်ရည်တွေနဲ့အတူအရှုံးမပေးခဲ့တဲ့သူတို့ရဲ့နေ့ရက်တွေကိုအတိမတ်ပြုလိုက်ပါချစ်ခဲ့ရတဲ့သူတွေကိုကာကွယ်ပေးနိုင်ခဲ့တဲ့သူတို့ရဲ့ခွန်အားတွေကိုအတိမတ်ပြုလိုက်ပါအမှားတွေရှိခဲ့ပေမဲ့လည်းလက်မလျှော့ပဲဘဝကိုဂုဏ်ယူစွာနောက်ဆုံးအထိရှင်သန်နိုင်ခဲ့တဲ့သူတို့ရဲ့ဇွဲလုံးလောက်ရိယာတွေကိုအတိမတ်ပြုလိုက်ပါမိမိရဲ့ ancestor တွေရဲ့ကောင်းမွန်တဲ့လက်ဆောင်ပါရမီတွေကိုအတိမတ်ပြုလိုက်တဲ့အခါသူတို့ရဲ့နာကျင်မှုတွေဟာနှိမ့်မိန်သွားတယ်မိမိဟာသူတို့ရဲ့တတ်သိခွန်အားတွေကိုအတိမတ်ပြုကျေးဇူးတင်မိတဲ့အခါမှာသူတို့ဟာဘဝကိုဂုဏ်ယူဝင်ကြွားစွာရှင်သန်ခဲ့ပြီးဖြစ်တဲ့အတွက်သူတို့ရဲ့မပြည့်ပြတ်ခဲ့တဲ့တာဝန်တွေနာကျင်မှုတွေကိုမိမိအလက်မှာအပိတိုင်လွှတ်ချပြီးဖြစ်ကြောင်းဆက်လက်အာရုံပြုလိုက်ပါသူတို့ရဲ့ trauma cycle ကိုကျဉ်းနှံ့စွာအပိတက်လိုက်ပါမိမိရဲ့တန်ရာတစ်လျှောက်မှာ ancestor တွေကိုအာယုံပြုကသူတို့ရဲ့တတ်သိခွန်အားပါရမီလက်ဆောင်များကိုအတိမတ်ပြုလက်ဆောင်ကျေးဇူးတင်ခြင်းဖြင့်မိမိရဲ့